လူတိုင်းကအလုတ်ခွေမှာပျော့ပျော့ရွှင်ရွှင်နဲ့အောင်မျိုးမှုကိုအတူတူဆင်းနွှဲတင်ကြတာကြီးပါပဲဒါပေမဲ့လက်တွေ့ဘဝက Disney ရုပ်ရှင်တွေလိုမလှပတတ်ပါဘူးသင်ကကြိုးစားလို့ယာရုတက်လာတဲ့အခါဒါမှမဟုတ်လူကြီးတွေရဲ့အတိမတ်ပြုခြင်းကိုခံရတဲ့အခါတင့်အနာမှာအရေးလိုကပ်ပါလာတတ်တာကမနာလိုမှုပါပဲဇလန်လေးတစ်ခုနဲ့စားကြည့်ရအောင်မေဦးဟာကုမ္ပဏီတစ်ခုမှာအရန်ကြိုးစားတဲ့ဝန်ထမ်းတစ်ယောက်ပါသူမရဲ့စွမ်းဆောင်ရည်ကြောင့်လာကုန်မှာ Best Employee ဆုရခဲ့တယ်။အဲ့ဒီနေ့ကစပြီးသူမရဲ့ look for ကိုင်းဘတ်တချို့စီကထူးဆန်းတဲ့အပြုအမူတွေကြုံရတော့တာပါပဲ။အရင်ကရေရေမိုးမိုးစကားပြောခဲ့တဲ့သူတွေကအခုဆိုသူမအနားလာဟင်စကားဖြတ်လိုက်ကြတယ်။မီတင်တွေကိုသူမကိုမဖိတ်ပဲခြံထားခဲ့ကြတယ်။တခါတလေကြာရင်လည်းသူမရဲ့အမားသေးသေးလေးတွေကိုပုံကြီးချဲပြီးအထက်လူကြီးတီအောင်ကုန်းချောကြတယ်။မေဦးစီမကောင်းဖြစ်ရပါတယ်။ငါပါမားခဲ့တာလေငါကြိုးစားမှုနဲ့ငါရတာပဲလीလို့သူတွေးမိပါတယ်ဒီနေရာမှာ empathy နဲ့ပြန်ကြည့်ရအောင်မေဦးဘက်ကကြည့်ဟင်တော့ငါကတော့ငါအလုပ်ကိုငါအကောင်းဆုံးလုပ်တာပဲဘာလို့ငါကိုရန်သူလို့ဆက်ဆံကြတာလဲဒါဟာတရားမျှတမှုမရှိဘူးလို့ခံစားရမှာပါဒါပေမဲ့မနာလို့ဖြစ်နေသူတွေဘက်ကကြည့်ရင်တော့မေဦးကတော့ငါတို့ထက်တော့တားသွားပြီငါတို့ကြတော့ဘလောက်စူးစမ်းလူရမဝင်ဘူးဆိုတဲ့ကိုယုံကြည်မှုနည်းပါးခြင်းကနေအစိတ်အတောက်တွေဖြစ်လာတာပါအလုခွေမှာမနာလိုမှုဆိုတာတင့်ရဲ့တန်ဖိုးကြောင့်ဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးတစ်ခုပဲဖြစ်ပါတယ် Okay အပိုင်းနှစ်မှာတော့ဒီအစိတ်တောက်တွေကိုခွဲခြားကြည့်အောင်မြေဥတတိထားမိရတစ်ခုကမနာလိုမှုဆိုတာပုံစံအမျိုးမျိုးနဲ့လာတတ်ပါတယ်တချို့ကတိတာတဲ့ရန်သူအဖြစ်ပေါ်တင်တိုက်ခိုက်ကြပြီမဲ့တချို့ကတော့တငယ်ချင်းရောင်ဆောင်တဲ့ရန်သူတွေအဖြစ်ပုံကွယ်နေကြပါတယ်ဒီနေ့မှာမေဦးရဲ့ project တစ်ခုအမှားယွင်းလေးဖြစ်သွားပါတယ်။အဲ့ဒီအခါသူမရဲ့ look for ကိုင်းဖက်ကိုထွန်းကအများရှိမှပြောလိုက်တာကစိတ်မကောင်းပါဘူးမေဦးရဲ့နင်ကအရန်တော်လို့လူကြီးတွေကမျောလင့်ချက်ကြီးသွားတာနေမှာငါသာဆိုရင်တော့ရှက်လို့အလုတ်တောင်ထွက်မိမလားမသိဘူးတဲ့။ဒါဟာ passive aggressive လို့ခေါ်တဲ့တွယ်ဝိုက်ပြီးတိုက်ခိုက်တဲ့နီးလံပါ။မေဦးရဲ့စိတ်ထဲမှာတော့သူကငါ့ကိုအားပေးနေတာလားဒါမှမဟုတ်ငါအမားကိုဝိုင်းရအောင်လုပ်နေတာလားဆိုတဲ့တန်တရားတွေဝင်လာတယ်။ဒါပေမဲ့ကိုထွန်းရဲ့စိတ်ထဲမှာတော့သူ့မှာအားနှင်းချက်ရှိတာကိုအားလုံးသိသွားပြီ။ငါကတော့သူ့တဲ့စိတ်ဓာတ်ကြံခိုင်းနေဆိုတာပြရမယ်ဆိုတဲ့ပြိုင်ဆိုင်လိုစိတ်တွေပြည့်နေတာမှာမနာလိုတဲ့လူတွေဟာတင့်ကိုမုန်းတာတဲ့တင့်မှာရှိပြီးသူတို့မှာမရှိတဲ့အရာကိုမုန်းနေကြတာပါ။ဒါကိုနားလည်ထားရင်တင့်ကိုတိုက်ခိုက်နေတာဟာတင့်ရဲ့တော်မှုကိုသူတို့ကတက်သေးခံနေရတဲ့အတူတူပါပဲ။ မေဦးဟာစိတ်တက်ကြပြီးအလုတ်ထွက်ခြင်းစိတ်တွေတောင်ပေါက်လာပါတယ်။ဒါပေမဲ့သူမစဉ်းစားမိတာကငါထွက်သွားရင်ငါ့ကိုမနာလိုတဲ့သူတွေနိုင်သွားမှာပေါ့ဆိုတာပါပဲ။ဒါကြောင့်သူမဟာစိတ်ခံစားချက်နောက်ကိုမလိုက်ပဲ professional ကြတုံ့ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့သူမဟာသူ့အပေါ်မကောင်းကြံတဲ့သူတွေကိုပိုပြီးရင်းကြီးကြီးဆက်ဆံပါတယ်။သူတို့ကစကားနာထိုးရင်အောင်မကြားချင်အောင်ဆောင်ပြီးပြုံးလေးပဲနေလိုက်ပါတယ်။ဒီအခြေအနေကို empathy အမြင်နဲ့ကြည့်ရင်မေဦးရဲ့စိတ်ထားကငါရဲ့ဒီငိမ်မှုကငါရဲ့အကာအဝယ်ပဲငါအလုပ်ကိုငါအာယုံစိုက်မယ်ဆိုတာမျိုးပါဒါကမနာလိုသူတွေကိုပိုပြီးအကြက်ရိုက်စေပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့တိုက်ခိုက်မှုတွေကအလုံးမဖြစ်တော့လို့ပါမေဦးဟာတကိုယ်တော်တိုက်ပွဲဝဲမဲ့အစားသူမကိုတန်ဖိုးထားရဲ့ allies မဟာမိတ်တွေကိုလည်းရှာဖွေခဲ့ပါတယ်လုပ်ငန်းခွင်မှာအားလုံးကမနာလိုနေကြတာမဟုတ်ပါဘူးစည်ရင်းနဲ့ကူညီတဲ့သူတွေလည်းရှိနေတာကိုသူမမြင်လာရပါတယ်။ Okay အခုကကိုကာကွယ်ရမယ့်အပိုင်းမှာမေဦးရဲ့တည်ငြိမ်မှုကစိတ်ပိုင်းဆိုင်ရာအတွက်ကောင်းပေမဲ့လက်တွေ့မှာတော့သူမရဲ့အရေးကြီးဖိုင်တွေပျောက်တာမျိုးသူမမပြောတဲ့စကားတွေကိုပြောပါတယ်ဆိုပြီးအထက်လူကြီးစီတည်င်းမှရောက်ပါတာမျိုးကြုံလာရပါတယ်။ဒီခါမှာမေဦးဟာကျင်နာမှုနဲ့ပြတ်သားမှုကိုခွဲခြားမှုတင်ယူလိုက်ပါတယ်။သူမဟာသူမရဲ့လုပ်ငန်းစဉ်တိုင်းကိုအီးမေးလ်ကနေတစ်ဆင့်မှတ်တမ်းတက်လိုက်တယ်။ဘသူနဲ့ဘာတွေဆွေးနွေးခဲ့တယ်ဘသူကိုဘာဖိုင်နီပို့ခဲ့တယ်ဆိုတာကိုတက်တည်ခိုင်လုံရှိအောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒီနေရာမှာမေဦးရဲ့စိတ်ထားကငါဘက်ကဘလောက်ပဲကောင်းသူတို့ကငါအလုပ်ကိုဖျက်ဆီးဖို့ကြိုးစားနေပြီ။ဒါကြောင့်ငါကိုငါကာကွယ်ဖို့တက်တည်တွေစုဆောင်ရမယ်ဆိုတာပါပဲ။မနာလူသူတွေဟာအမှန်တရားနဲ့ထိတ်တိုက်တွေ့တဲ့အခါသူတို့ရဲ့အားနည်းချက်တွေဟာအလိုလိုပေါက်လွင်လာပါတော့တယ်။နောက်ဆုံးမှာတော့မေဦးဟာအလုတ်ခွင်ကမနာလိုကြည်မှုတွေကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့ပါတယ်။
ကဲဒီတော့အားလုံးအတွက်ဆောင်းရန်ရှောင်းရန်လေးတွေကိုဖြိုးပြပေးမယ်နော်ဆောင်းရန်တွေကတော့ကိုယ့်အလုပ်ကိုအရင်ကတည်းကပိုကောင်းအောင်အာရုံစိုက်ပါအရေးကြီးတဲ့ဆက်သွယ်မှုတွေကိုအီးမေးလ်နဲ့မှတ်တမ်းတင်ပါအပြုသဘောဆောင်တဲ့ look for ကိုင်ပတ်တွေနဲ့မဟာမိတ်ဖွဲ့ပါပြီးတော့မနာလိုသူတွေရွှေ့မှာအမဲတည်ငင်ပြီးယဉ်ကျေးပါစီရှောင်းရန်တွေကတော့ဒေါသတကြီးထိတိုက်ရင်ဆိုင်တော့မျိုးမလုပ်ပါနဲ့သူတို့လိုလဲလိုက်ပြီးအသိမ်းပြောတာမျိုးရှောင်းပါကိုတန်တရားမဝင်ပါနဲ့ပြီးတော့မနာလိုသူတွေကိုကျေနပ်အောင်လိုက်လို့ပြီးရင်အချိန်မဖြုံးပါနဲ့နောက်ဆုံးအနေနဲ့ empathy reflection လေးတစ်ခုလောက်လုပ်ကြည့်အောင်တကယ်တော့ငါ့ကိုမနာလိုဖြစ်နေတဲ့သူဟာသူ့ကိုယ်သူမလုံခြုံဘူးလို့ခံစားနေရသူတယောက်ပါပဲသူဟာငါရဲ့အောင်မြင်မှုကိုကြည့်ပြီးနာကျင်နေရတာငါဘက်ကသူ့ကိုမုန်းနေမဲ့အစားသူ့ရဲ့တိမ်မဲ့စိတ်ကနေလွတ်မြောက်ပါစေလို့ပဲဆုတောင်းပေးလိုက်မယ်သင်ဟာသူတို့ထဲရှေ့ရောက်နေလို့မနာလိုခံရတာပါအောင်မြင်မှုကိုဆက်ပြီးဆင်နွှဲလိုက်ပါ